မြင်းနဲ့လေးလာမအောင်မချင်းလင်းတက်လို့ရမယ်ဆီယာမ2ယောက်နဲ့တောင်တင်ပေးမယ်ဇွန်တန်းလာပါပြီဆိုတော့ဒီနှစ်မှာတမိုးထိုးကြတဲ့အရာကတော့ဆိုတော့ဆီယာမ1ယောက်တည်းမဟုတ်ပဲနဲ့ဆီယာမ2ယောက်က L1 class ကိုတင်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီတစ်ခါခတ်လိုက်တဲ့ဆီယာမကတော့ဒီ EGU မှာလည်းအမှတ်တွေအများကြီးရထားတဲ့အပြင်ဆိုတော့ YUFN Japanese major နဲ့ကျောင်းတက်ထားတဲ့သူတူဖြစ်တယ်နောက်တစ်ခုကဆိုတော့ချင်း certificate တွေလည်းရယူထားတဲ့အပြင်တကယ်ကိုစုပေါင်းများစွာရရှိကြတဲ့ဆီယာမ1ယောက်ကနေပြီးတော့တေချာတင်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီ summer ကဆိုတော့ဒီ vocabulary ကိုဆိုတော့ grammar တွေကိုအသေးစိတ်တင်ပေးတော့မှာဖြစ်ပါတယ် vocabulary ဆိုလို့ရှိရင်တော့ဆိုတော့သူများနဲ့မတူနှစ်အုပ်တောင်ထားပေးထားပါတယ် grammar ဆိုလဲတေချာအသေးစိတ်ရှင်းပေးတော့မှာဖြစ်ပါတယ်သူများတန်းနေဆိုလို့ရှိရင်တော့ video class များပေမဲ့ဆိုတော့အကြောင်းသားအနေနဲ့လုံးဝအဲ့လိုမျိုးအကျိတ်အနေပေါ့နော်အကျိတ်အနေကိုတင်ပေးသွားမယ်အတန်းဖြစ်တာကြောင့်တကယ်စ조사ခြင်းတဲ့သူတွေအတွက်ဒီတန်းလေးကိုcomment နဲ့ပေးပါတယ်နောက်တစ်ခုကနောက်ထပ်ဆရာကတရားကြတော့ဆိုတော့ပါကြတော့အလုံးဝမှာအမှတ်60မှာ56ရပြီးတော့ reading အရန်တော်တဲ့ဆရာတယောက်ဖြစ်ပါတယ်အလုံးဝက reading ခတ်တဲ့အတွက်ကျောင်းသားတွေအများအားဖြင့် reading နဲ့ကြတာများပါတယ် reading မဟုတ် vocabulary ပေါ့နော်ဒီနှစ်ခုကတော့ကိုယ်ကြားစေတဲ့အကြောင်းရင်းတွေကတစ်ခုပေါ့ဒါပေမဲ့ဒီ Yuri Nihongo မှာက reading နဲ့မကြဖြစ်စေအောင်ဆိုတော့ reading ကိုလည်းဆိုတော့နှစ်ခုထားပေးထားပါတယ်ဆိုတော့ reading နဲ့မကြအောင်ဆိုတော့ကလည်းဒီတကယ်ကို reading ကိုတော်တဲ့ဆရာနဲ့ပဲဆိုတော့တင်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ full course တစ်ခုလုံးကိုတေးကြကြပြင်ဆင်ထားတဲ့အပြင်ဒီမအောင်မချင်းချင်းတက်လို့ရမယ်ဒီတစ်ခါတကယ်လို့အလုံးဝမဖြေတော့မှနောက်တစ်ခါဖြေမယ်ဆိုလို့ရှိရင်နောက်တစ်ခါပြန်ပြီးတော့ Zoom မှာပြန်ပြီး join လို့ရပါတယ်အဲ့ဒါကြောင့်မလို့ကိုကတကယ်လို့အလုံးဝဖြေခြင်းနဲ့အလုံးဝစာတေချာလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဆိုရရဲ့ဒီအလုံးဝအတန်းကိုလာရောက်အသေးစိတ်မြင်မြန်ဆုံးစမ်းလို့ရပါတယ်ရှင်အဲ့ဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်